မင်္ဂလာပါ Smart Future ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Employee data တွေကိုရှေ့က lesson video မှာပြခဲ့တဲ့အတိုင်း entry form ကနေတဆင့်ဖြည့်သွင်းနိုင်ကြလို့အခုလို employee list ရှိမှလည်းတိုက်ရိုက်ရေးသွင်းပြီးဖြည့်သွင်းနိုင်ပါသေးတယ်Employee list မှာတိုက်ရိုက်ရေးသွင်းပြီးဖြည့်သွင်းခြင်းနဲ့ Data Entry Form ကအဆင့်ဖြည့်သွင်းခြင်းလုပ်ငန်းစဉ်ဟာဝန်ထမ်းအချက်အလက်ကိုရရှိတာအတူတူပဲဖြစ်တာကြောင့်မှန်မှန်ကန်ကန်တိတိကျကျဖြည့်ဖို့ကပဲအရေးကြီးပါလေ။မတူတဲ့ Employee Data ဖြည့်သွင်းခြင်းလုပ်ငန်းစဉ်နှစ်ခုကိုတစ်လက်စီလုပ်သွားရင်လည်းအဆင်ပြေတယ်ဆိုတာကိုတွေ့မြင်ရမှာပါ။
ဒီလိုနီးနှန်းတွေကိုအသုံးပြုပြီးဝန်ထမ်းအချက်လက်တွေကိုဆက်ပြီးဖြည့်သွင်းသွားနိုင်ပါတယ်အကယ်၍အချက်လက်ဖြည့်သွင်းပြီးဝန်ထမ်းတို့ရဲ့အချက်လက်တွေကို update လုပ်လို့တဲ့အခါမှာ employee list ရဲ့ database ထဲမှာရောက်ရှိပြီးဖြစ်နေတဲ့ဝန်ထမ်းရဲ့အချက်လက်တွေကိုတွားရောက်ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။ဥပမာဒီဝန်ထမ်းတဦးကအဲ့ဒီဌာနမှာပဲရာထူးတိုးပြီးလစာကိုတိုးမြင့်ပေးရမယ်ဆိုကြပါစို့။အဲ့ဒီဝန်ထမ်းရဲ့ designation နဲ့ basic salary column တွေမှာအခုလိုပြင်ပေးလိုက်ရပါမယ်။အခုလို editing ပြင်ဆင်ခြင်းနည်းလမ်းတွေကိုအသုံးပြုပြီးဝန်ထမ်းရဲ့အချက်လက်ကို update လုပ်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ document ကိုကျမတို့ save လိုက်ကြပါမယ်ရှင်။နောက်တစ်ဆင့်အနေနဲ့ payroll report ကိုထွက်လာစေရဲ့ employee attendance sheet နဲ့အခြား sheet တွေကိုကျမတို့ဆက်လက်လာကြရအောင်။အခုပြထားတာတော့ attendance sheet ပဲဖြစ်ပါတယ်။ attendance sheet ကိုတော့ year and month ကိုရွေးချယ်ပြီး data ဖြည့်သွင်းလို့ရအောင်စီစဉ်ပေးထားတာပါ။ payroll တက်မဲ့လရဲ့အမည်နဲ့တက္ကရာကိုမှန်ကန်စွာရွေးချယ်ပေးနိုင်ဖို့လိုအပ်ပါတယ်။ရွေးချယ်မဲ့လနဲ့တက္ကရာကိုတော့ reference sheet မှာထည့်သွင်းပေးထားတဲ့ public holiday လို့ခေါ်တဲ့အများပြည်သူအလုပ်ပိတ်ရက်ဇယားနဲ့ချိတ်ဆက်ပေးထားတာဖြစ်လို့ attendance sheet မှာပုံမှန်အလုပ်ပိတ်ရက်နဲ့အများပြည်သူအလုပ်ပိတ်ရက်ကိုအယောင်နဲ့ခွဲခြားဖော်ပြပေးထားပါတယ်။ဒါဆိုဥပမာအနေနဲ့2025ခုနှစ်ဇွန်လအသက် attendance ကိုကျမတို့လုပ်ကြည့်ရအောင်
အခုဆိုရင်တော့2025ခုနှစ်ဇွန်လအတွက်ဝန်ထမ်းတွေရဲ့ attendance information ကိုရရှိလာပြီဖြစ်ပါတယ်ဝန်ထမ်းရဲ့ခွင့်မဲ့ပြတ်ခွက်ခြင်း absent နဲ့လစာမဲ့ခွင့် loss of pay တွေကိုတော့ attendance ဇယားမှာအခုလိုအယောင်ခွဲခြားပြီးပြသပေးထားပါတယ်အခုဆိုရင်တော့ payroll ဆွဲခြင်းအတက် attendance sheet ပြင်ဆင်ခြင်းကိုဆောင်ရွက်ပြီးတဲ့အခြေအနေကိုမြင်တွေ့ရပါပြီ။နောက်သင်ခန်းစာမှာဆက်ဆက်တွေ့ကြပါမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။